လေးနဲ့ဖုန်းပြောပြီးတော့ရင်းနှီးလာတဲ့အချိန်မှာတော့ကောင်မလေးကထူးပြလို့ပြောတယ်ထူးပြလို့ပြောတဲ့အချိန်မှာဗီဒီယိုခေါ်ပြီးတော့ထူးပြခိုင်းတဲ့အချိန်မှာသူထူးပြလိုက်တဲ့အချိန်မှာတော့အဲ့မှာပြဿနာဖြစ်သွားတယ်တငယ်ချင်းများမင်္ဂလာပါနော်ဒီနေ့မေလည်းပြောပြမယ့်အကြောင်းအရာလေးကတော့ထိုင်းနိုင်ငံမှာမကြာသေးခင်ကမှဖြစ်သွားတဲ့တဲ့လေးတနေ့မှာကျတော့18နှစ်ရွယ်ကောင်လေးတယောက်ကရဲစခန်းမှာလာပြီးတော့အမှုလုပ်ဖွင့်နေပြီးတော့အကူကြီးလက်တောင်းတယ်သူပြောပြတာကတော့ပြီးခဲ့တဲ့2လလောက်ကကောင်မလေးတယောက်သူ့စီမှာအကောက်အပ်လာတယ်သူကပိုဖိုက်ထဲမှာဝင်ပြီးတော့ကြီးလိုက်တဲ့အချိန်မှာကောင်မလေးကလည်းချောချောလေးဆိုတော့သူကလည်းလက်ခံထားလိုက်တယ်လက်ခံထားတဲ့အချိန်မှာကောင်မလေးကတပတ်လောက်ကြာတော့သူ့ကိုစကားလာပြောတယ် CP ကနေစကားပြောကြရင်လည်းတပတ်လောက်နေတော့ကောင်မလေးကကောင်လေးကိုမေးတယ်ပေါ့နော်သူ့စီမှာရီးစားရှိလားလို့မေးတော့ကောင်လေးကလည်းရီးစားမရှိသေးဘူးလို့ပြောတယ်သူရဲ့အသက်ဟာဆိုလို့ရှိရင်18နှစ်ပဲရှိသေးတယ်ပြီးတော့သူကလည်းစတင်နေတော့ပေါ့နော်ကြောင်သားလေးဆိုတော့ရီးစားမထားဘူးလို့ပြောလိုက်တဲ့အချိန်မှာကောင်မလေးကလည်းစကားသူနဲ့ပဲအတူတူဆက်ပြောတယ်ပြောရင်နဲ့နောက်အချိန်2လလောက်ကြာလာတော့ကောင်မလေးကကတင်ဘော်ကကိစ္စအကြောင်းတွေကိုကောင်လေးကိုပြောလာတယ်ပြီးတော့အဲ့ဒီကောင်မလေးကကောင်လေးကိုပြောတယ်သူကရီးစားလို့ချင်နေတာအခုထိရီးစားမရသေးဘူးလို့ပြောတယ်နောက်တော့သူတို့ဖုန်းညတိုင်းပြောရကနေပြီးတော့ပို့ပြီးတော့ရင်းနှီးလာတယ်တညမှာကျတော့ကောင်မလေးကအဲ့ဒီကောင်လေးကိုကတင်ဘောကိစ္စအကြောင်းတွေပြောတယ်ပြီးတော့ကောင်လေးကိုဖုန်းခေါ်မယ်သူ့ကိုထုပြဆိုပြီးတော့ပြောတဲ့အချိန်မှာကောင်လေးရတယ်ဖုန်းခေါ်ဆိုပြီးတော့ဖုန်းခေါ်တဲ့အချိန်မှာတော့သိတဲ့အတိုင်းပဲပေါ့နော်အဲ့ဒီအချိန်မှာကောင်မလေးကကောင်လေးထူးပြနေတဲ့အချိန်ကိုဗီဒီယိုရိုက်ပြီးတော့ယူထားတယ်။နောက်တစ်နေ့မှာကျတော့အဲ့ဒီဗီဒီယိုကိုကောင်လေးကိုပို့ပြီးတော့ပတ်စံတောင်းတယ်။ပတ်စံ2000လွှဲလာပြီးပတ်စံမလွှဲလာပြီးလို့ရှိရင်အဲ့ဒီဗီဒီယိုလေးကိုယူပြီးတော့ line ပေါ်မှာဖြန့်လိုက်မယ်ဆိုပြီးတော့ချိန်ချောက်တယ်။ကောင်လေးကလည်းအဲ့ဒီအချိန်မှာတိသွားတယ်အစကတည်းကအဲ့ဒီကောင်မလေးကသူ့ဘာကြောင့်စကားလာပြောတယ်ဆိုတာကိုကောင်လေးကလည်းအဲ့ဒီကိစ္စတွေကိုသူ့ရဲ့အဖေမေကိုပြန်မပြောရဲတော့သူ့ရဲ့တငယ်ချင်းတွေကိုတိုင်ပင်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့တငယ်ချင်းတွေပြောတာကတော့အဲ့ဒီကောင်မလေးကိုပတ်စံမလွှဲပေးနဲ့လို့ပြောတယ်ကောင်လေးလည်းအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အရန်ကိုစိတ်ညစ်ပြီးတော့အရန်ကိုရှက်နေတယ်ပြီးတော့ကောင်မလေးကဗီဒီယိုတွေကို line ပေါ်မှာတင်လိုက်มาတဲ့အရန်စိုးရိမ်တဲ့အချိန်မှာတော့ကောင်မလေးကသူ့ကိုဘန်နံပါတ်လွှဲပေးလိုက်တယ်အဲ့ဒီဘန်နံပါတ်ထဲမှာပတ်စံလွှဲလာဆိုပြီးဘန်နံပါတ်လွှဲပေးလိုက်တဲ့အချိန်မှာပထမတော့ကတော့ကောင်လေးကတရားပဲလွှဲပေးလိုက်တယ်တရားပဲလွှဲပေးလိုက်တော့လွှဲပေးပြီးမကြဘူးကောင်မလေးကဖုန်းဆက်လာပြီးသူ့ကိုဆဲတာရစရာမရှိဘူးကောင်လေးကလည်းအဲ့ဒီကောင်မလေးကိုပြောတယ်ပေါ့နော်သူကကြောင်သားလေးကြောင်တက်နေတာအသက်18နှစ်ပဲရှိသေးတယ်ပြီးတော့အလောက်ကန်ကလည်းမရှိတော့သူ့ကိုအဲ့လောက်ထိပတ်စံများများရှာပြီးတော့မလွှဲပေးနိုင်ဘူးလို့ပြောတဲ့အချိန်မှာတော့ကောင်မလေးအေးရတယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီဗီဒီယိုလေးကို line မှာဖြန့်လိုက်မယ်လို့ပြောတဲ့အချိန်မှာတော့သူကဘယ်လိုမှလှုပ်လို့မတတ်တဲ့အချိန်မှာတော့ရဲစခန်းမှာလာပြီးတော့အမှုလုပ်ဖွင့်တာရဲတွေလည်းအဲ့ဒီအကြောင်းအရာတွေကိုတီးတဲ့အချိန်မှာတော့အဲ့ဒီကောင်မလေးနဲ့ဆက်သွယ်ပြီးတော့အဲ့ဒီကောင်မလေးကိုစစ်ဆေးကြတယ်တင်းလေးကတော့ဒီလောက်ပါပဲရှင်ကဲ line ပေါ်မှာဖွင့်လိုက်ကြောင်းလဲကြော်ကြီးတို့လည်းတတိထားနော်အဲ့လိုမိတ်ကလေးနဲ့တွေ့လို့ရှင်ရှင်တို့လည်းမလွယ်ဘူးတိလားကဲလူချင်းမင်းတို့ဒီဗီဒီယိုကြည့်ပြီးဆိုရင်ဖြစ်ဘယ်လိုမျိုးတော့တတ်ချင်ပါလဲခင်ဗျာကိုယ်ထင်ကိုယ်နေကိုယ်ခိုင်ချက်ကိုကောမမှာရေးတော့ပေးလို့ရပါတယ်ခင်ဗျာကျေးဇူးပေးတဲ့တယောက်စီရဲ့ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ဆိုကျွန်တော်တင်ရဗီဒီယိုလေးမလို့တက်ကြည့်ရအောင်subscribe follow လုပ်တော့ပေးလို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ